ပြည်သူများလုံးဝမင်္ဂလာပါခင်ဗျာ United Diamond ကိုထုံးကနေပြီးတော့ကြိုဆိုပါတယ်ကောင်းမွန်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျွန်တော် Merry Christmas ပါလက်ရှိမှာ United ရဲ့အခက်အခဲသည်ကျွန်တော်တို့ဒါအာဖရိကဖလားပြိုင်ပွဲကိုဆေးလွတ်ထားတဲ့ကျွန်တော်တို့ Brian Bumo Ames Diallo နဲ့ကျွန်တော်တို့ဒီ Mazraoui တို့အပြင်ကိုမှနောက်ထပ်ပေါ့နော်ထပ်ပြီးတော့ဒဏ်ရာရသွားတာကအသင်းကောင်းဆောင် Bruno Fernandes နဲ့ Kobe Mainoo ဆိုတော့လက်ရှိမှာ9ယောက်ကိုလက်လွတ်ထားတယ်လို့နောက်တန်းမှာဒါကျွန်တော်တို့ဒဏ်ရာရနေတဲ့ Matic Delay ရဲ့ကျွန်တော် Maguire ရဲ့အဲ့တော့ဒီလိုကစားသမားတွေလက်လွတ်ထားတဲ့အနေအထားမှာ United ရဲ့နီးပြ Ruben Amorim နဲ့ဒီအခြေအနေကိုကင်တွယ်ဖို့တော့နည်းနည်းလေးကြက်တဲလာမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ကွင်းလယ်မှာကစားစရာဆိုလို့ကျွန်တော်ဒါCasemiro နဲ့ Ugarte ပဲရှိမှာအတွဲလိုက်ထုတ်ဖို့ပဲကြံတော့မယ်ဒါပေမဲ့တခုကျွန်တော်တို့ရွေးချယ်စရာရှိတာကကျွန်တော်တို့ကန်နဝင်ကစားသမားကျွန်တော်တို့Darren Fletcher ရဲ့တာပေါ့နော်တာကြီးဖြစ်တယ်ကျွန်တော် Jeff Fletcher ကတော့ပြီးခဲ့တဲ့ Aston Villa ကိုဒါ2-1နဲ့ရှုံးတဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ double လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့ United ရဲ့လက်ရှိအခြေအနေမှာကျွန်တော်တို့စဉ်းစားစရာကောင်းတာကကွင်းလယ်မှာပြဿနာတော်တော်လေးကြီးမားနေပြီတိုက်စစ်ကတော့ကြာကျွန်တော်ပုံမှန်နေထားရှိနေသေးတယ်လို့ပြောလို့ရသေးတယ် Brian Bumo မရှိပေမဲ့ Amad Diallo မရှိပေမဲ့လက်ရှိမှာကျွန်တော်တို့ကစားနေတာဒီကျွန်တော် Matheus Cunha ရှိတယ် Mason Mount ရှိတယ် Benjamin Sesko ရှိတယ်ပြီးတော့ Joshua Zirkzee ရှိတယ်ပေါ့နော်ဒါပြင်ကမှာကျွန်တော်ဒါ right wing မှာဆိုရင်တော့ဒါလောက်ကိုသုံးနေတယ်ဟုတ်ကဲ့အဲ့တော့တစ်ဖက်မှာ Dogu ဟုတ်ပြီဒါပေမဲ့ပြဿနာ Dogu ရဲ့အားနည်းချက်ဒီတိုက်စစ်လိုက်ပါမှုမှာနည်းနည်းလေးအားနည်းတယ်ဟုတ်ကဲ့အဲ့တော့ကွင်းလယ်မှာ Casemiro ရှိနေသေးတယ်ပြဿနာမရှိဘူး Casemiro ပါတန်ရာရသွားရင်တော့ကျင်းသေးတယ်အဲ့ဒီကွင်းလယ်ကတော့တိုင်ပတ်ဒါပေမဲ့တခုရှိတာဟိုတနေ့ကဆိုရင်ဒါ Aston Villa နဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော် Bruno Fernandes တန်ရာရသွားတဲ့အချိန်မှာဒုတိယပိုင်းမှာကျွန်တော် Lisandro Martinez ကိုထည့်ပြီးတော့ကစားစေတဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့တွေ့လာရတယ်ပေါ့နော်ဆိုတော့ United ဒီလက်ရှိမှာဒဏ်ရာရကစားသမားလည်းများနေတယ်အာဖရိကပြိုင်ပွဲကြောင့်လက်လွတ်လိုက်ရတဲ့ကစားသမားတွေလည်းရှိနေတဲ့အနေအထားမျိုးမှာနီးပြဟူပင်အမိုရင်ရဲ့3လိမ့်နှစ်တမှာ3တော်ခံဖို့အတွက်ဘယ်လိုကစားသမားတွေထွက်ပေါ်လာမလဲကျွန်တော်တို့ဝမ်းသာစရာတစ်ခုကတော့ပြီးခဲ့တဲ့ Aston Villa နဲ့ပွဲစဉ်မှာJeff Fletcher ရဲ့ပြီးတော့နောက်တန်းကစားသမား Lacy ပေါ့နော် Lacy လေးကိုလည်းဒါပွဲထုတ်လာတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ထူးထူးခြားခြားပဲလူငယ်ကစားသမား2ယောက်ကိုတပြိုင်နက်တည်းပွဲထုတ်တဲ့ပုံစံမျိုးလေးတွေဒါတွေ့လာတော့နီးပြဟူပင်အမိုရင်နဲ့ဒီပွဲချက်ကာလတွေမှာဒါမှမဟုတ်ဒီဒဏ်ရာရကစားသမားတွေများပြားနေတဲ့အချိန်မှာဒီကစားသမားလေးတွေကိုသုံးလာနိုင်ခြေရှိရလို့ကျွန်တော်တို့ကတော့ယုံကြည်ရတယ်။ဘာကြောင့်လဲဆိုတော့အခု Andre Heaven တောက်လျှောက်သုံးလာပြီ။ Lenny Yoho ကတော့လူငယ်ကစားသမားတွေငကိုတွေက line up ရှိပြီးသားကစားသမားလူငယ်တွေများလာပြီ။အဲ့တော့ Lacy ပါလာမယ်။ Jeff Fletcher ပါလာမယ်။ကျွန်တော်မျှော်လင့်စရာ Chiro Obi ပဲရှိတော့မယ်ပေါ့။တိုက်စစ်မှာ Chiro Obi လေးပါလာမယ်ဆိုရင်တော့ပို့ပြီးတော့ဒါလူငယ်ကစားသမားတွေကိုနေရာပေးတဲ့အနေအထားမျိုးတွေကျွန်တော်မြင်တွေ့လာမှာဖြစ်ပါတယ်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ